လာပါနေ့စဉ်ဘောလုံးသတင်းတွေကိုတင်ဆက်ပေးနေတဲ့ညကြီးဖြစ်ပါတယ်ဘောလုံးဝါသနာရှင်ဘောလုံးများခင်ဗျာဘောလုံးဝါသနာဆိုရင်ကျွန်တော်ဘိုင်အောင်မှာတင်ထားတဲ့ paper number လေးမှာလာဆက်သွယ်မိနေပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးမယ်ဘောလုံးသတင်းတွေကတော့စက်တင်ဘာလအတွက် Premier League အကောင်းဆုံးနည်းပြစုကို Premier League ပြ Grand ရှိတဲ့အကြောင်းလေးပါ Premier League ရဲ့စက်တင်ဘာလအတွက်အကောင်းဆုံးနည်းပြစုကို Crystal Palace နည်းပြ Grand ရရှိခဲ့ပါတယ် Grand ဟာ Crystal Palace အသင်းကိုအသင်းရဲ့တမန်တဲ့ရှောင်းရှုံးပွဲမရှိဇက်တဲ့အများဆုံးစံချိန်ရရှိအောင်ဆွဆောင်ပေးနိုင်တဲ့သူဖြစ်ပြီးတော့အော်တိုဘာလရောက်မှာအေဗာတန်အသင်းကိုရှုံးနေပြီးတော့19ပွဲမှာဆုံးသက်ခဲ့ပါတယ်။ဂရန်နာစက်တင်ဘာလအတွင်းရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်3ပွဲမှာဆန်နာလန်နဲ့ကိုမရှိသေးရေဝမ်ဟန်နဲ့လီဗာပူးအသင်းတို့ကို2-1 ဂိုးစီနဲ့အနိုင်ရရှိအောင်ဆွဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်အာဆင်နယ်နီးပြအာတေတာမန်စီးနီးပြဂရနီယိုလာနဲ့ဆန်နာလန်နီးပြဒီဗစ်တို့ကိုကြော်ဖြတ်ပြီးတော့အကောင်းဆုံးနီးပြစုအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ဂရန်နာဟာပရီးမီးယားလိတလာတာအကောင်းဆုံးစုကိုနီးရဘွားမှာပထမဆုံးအကြိမ်စကူးနိုင်ခြင်းဖြစ်ပြီးတော့အော်စတြေးလျနီးပြတွေထဲမှာဟာဆန်ဟူတယ်နဲ့နောက်ဒုတိယမြောက်ရရှိသူဖြစ်ခဲ့တယ်လို့ပဲလေနီးပြတွေထဲမှာ2014အေဗီလာကတိုနီဘူလေးရရှိခဲ့ပြီးနောက်ပထမဆုံးအကြိမ်ရရှိခြင်းကြောင့်ဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်ပြောမယ်သတင်းလေးတစ်ခုကတော့မက်ဆီတိုက်စစ်မှုဟာလန်ဟာပရီးမီးယားလိရဲ့စက်တင်ဘာလအတွက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံရကြောင်းသိရပါတယ်။ဟာလန်ဟာစနေမာလာအတွက်ပရီးမီးယားလိ3ပွဲကစားရမှာ9ပွဲကိုသွင်းပြီးအဖန်တိတ်မှုတစ်ချိန်ပြုလုပ်ကခြေစမ်းပွဲပြရကြောင်းရွေးချယ်ခံခဲ့ရတယ်။ဟာလန်ဟာပရီးမီးယားလိတလတာအကောင်းဆုံးစုကို၄ချိန်များရရှိထားသူဖြစ်ကြောင်းသိရပါတယ်။နေ့စဉ်ဘောလုံးသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေးကိုအပေါင်းလေးနှိပ်ပြီးတော့တယ်လီဗီထားကိုမြစ်တာရခံပါတယ်။